ညာချမ်းလေးပါနော်မင်္ဂလာရှိတဲ့ညာချမ်းလေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါကဲအားလုံးပဲဒါချဲကနန်းတော့ဒါကျွန်တော်ချဲရတော့နော်နှလုံးတူနဲ့ပေါ့နော်954ဆိုရင်ဒါသူက94တက်လာပါလားဟာထွက်သွားတာချဲတော့မကြည့်ရပါဘူးဗျမပေါမှန်းတော့တီးလိုက်တယ်နော်နော်နှလုံးတူပြတ်သွားတယ်နော်သုံးလုံးမတူပဲနှလုံးတူပြတ်သွားတယ်နော်အဲဒါကြောင့်မလို့ဒါချဲလေးကတော့ကန်ဆန်းတာအဆင်မပြေဘူးပေါ့ဗျနော်ချဲလေးကတော့ကန်ဆန်းတာအဆင်မပြေဘူးနော်ကဲကျွန်တော်တို့ဒါမနှက်ဖန်နော်ဝင်မဲ့သူတွေကတခါလေးပြလိုက်တယ်နော်ကျွန်တော်ရှိမှဝင်မဲ့သူတွေကဒီညာလဲဝင်လို့ရပါတယ်ဟင်္ဂါမကျော်စာတိုးနော်ဒီညာလဲဝင်လို့ရပါတယ်မနှက်ဖန်မနှက်ကို10နာရီ17နာရီလောက်ထိကျွန်တော်လက်ခံပါတယ်နော်ဝင်မဲ့သူတွေနော်ဖုန်းလေးတွေသူခေါ်ကိုခေါ်နဲ့မားတာလေးရှိတော့သိခံပေးပါနော်ဝင်တော့ဝင်နေကြတာအများကြီးပဲအဲ့ဒါကြောင့်မလို့ဝင်မဲ့သူတွေနော်ဒီညာလဲဝင်လို့ရပါတယ်မနှက်ဖန်မနှက်ကို10နာရီ17နာရီလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ထားပါတယ်လက်ခံပါတယ်နော်ဝင်မဲ့သူတွေအင်္ဂါမကျော်စာတိုးပါနော်တင်းလာအင်္ဂါ2ရက်ထဲမှာပဲကစားမယ်ပတ်သေးပေါ့ဗျာနော်လက်ရှိဒါကျွန်တော်အကောင်းဆုံးကြိုးစားထားတာလေးကိုလက်တွဲခြင်းနဲ့ယုံကြည်တဲ့ဆိုရင်လာခဲ့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်နော်အဲ့ဒါကြောင့်မလို့ဝင်မဲ့သူတွေနော်ကျွန်တော်ယုံကြည်ပြီးတော့ဝင်မဲ့သူတွေဒီညာလဲဝင်လို့ရပါတယ်မနက်ဖြန်မနက်ကို10နာရီ17နာရီလောက်ထိကျွန်တော်လက်ခံပါတယ်ဖုန်းတွေဆက်ဖွင့်ထားပါတယ်ဖုန်းလေးတွေသူခေါ်ကိုနဲ့မားတာလေးရှိရင်နော်သိခံပေးပါဟုတ်ပြီလားနော်အားလုံးပဲနော်အင်္ဂါမကျော်စာတိုးဝင်မဲ့သူတွေဝင်မဲ့သူတွေပေါ့နော်ဝင်လို့ရတယ်ဒီညာလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို10နာရီ17နာရီလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ထားပါတယ်လက်ခံပါတယ်ဝင်မဲ့သူတွေနော်ဟုတ်ပြီလား